ခုချင်းနေရလို့မှာ Martian Mystery နဲနေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုခဏလောက်အချိန်ပေးပြီးတော့အဆုံးထိလေးကြည့်ကြည့်ပေးပါ What's up everyone I'm Zeza and welcome to Azure Studio ဒီဗီဒီယိုလေးမှာ Martian Mystery တင်ဖို့အတွက်လိုအပ်တဲ့အချက်6ချက်ကိုကျွန်တော်သေချာလေးရှင်းပြပေးသွားမှာပါပထမဆုံးကိုအခုလက်ရှိရွေးထားတဲ့ Martial Art နှစ်ခုဒီတိုင်းနှစ်ခုကိုပေါ့နော်အရင်ဆုံးဒီ Peak of the Season ဆိုတာကြီးကိုမြင်နေတဲ့အထိဘာမှနှမျောမနေနဲ့တည်တာအကုန်သာတင်ပြနောက်တစ်ခု Mystic Skills ရောဖြစ်ချင်ရဖြစ်ဆိုရော Mystic Skill တွေကိုမလုပ်ပါနဲ့ဖြစ်နိုင်မယ်ဆိုရင်ကျေးဇူးပြုပြီးတော့ Mystic Skill တွေကိုတေချာလေးရွေးပြီး upgrade လုပ်ပါဥပမာဆိုရင်ဒီကောင်လေးကကြာတော့ PVE မှာအသုံးရတယ်ဒီကောင်လေးကြာတော့ PVP မှာအသုံးလေးရှိပြီးတော့ဒီကောင်လေးကြာတော့ကျွန်တော်တို့ Guild War တို့အဲ့လိုမျိုး player တွေအများကြီးချရတဲ့နေရာတွေမှာသုံးတယ်ပေါ့နော်နောက်တစ်ခုလုံးဝအရေးကြီးဆုံးနံပါတ်3ချက်ကကြာတော့ Inner Waste ပါကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့သလိုပဲအခုလက်ရှိကိုတုံးနေတဲ့၄ခုကိုပဲလုံးဝဦးစားပေးပြီးတော့တင်ပါ Martial Spot Time မှာသူနဲ့သက်ဆိုင်ရာ Inner Way ၄ခုအမြင်နဲ့ရှိပါတယ်ဒါပေမဲ့အဲ့ဒီထဲအတိုင်းထဲကိုထည့်တာထက်စာရင်လောလောဆယ်လက်ရှိ Meta ဝင်နေတဲ့၄ခုကိုထည့်တာပိုပြီးတော့ကောင်းပါတယ်ဥပမာဒါလေးကကိုတုံးနေတဲ့ Martial Art ရဲ့ icon ဖြစ်မှာဆိုရင်သူ့လိုမျိုး recommendation မှာနောက်ထပ်၄ခုကိုတွေ့ပါလိမ့်မယ်အဲ့ဒီထဲမှာဒီရွှေရောင်တဲ့ဟာတကယ်အရေးကြီးဆုံးဟာပါလုံးဝထည့်ရမှာဟာပါပြီးတော့ဒီလိုမျိုး Martial Art Spot နဲ့မဆိုင်တဲ့ဒီလိုမျိုး icon လေးတွေကြာတော့ Universal Inner Ways လို့ခေါ်ပါတယ်ဒီတော့လောလောဆယ် Meta ရဆိုရင်ကျွန်တော်တို့ဒီအရင်ဆုံး Universal Inner Way ဖြစ်တဲ့ Model Chunk ကိုကျွန်တော်တို့ထည့်တယ်ပြီးရင်ခုနရွှေရောင်ကိုထည့်တယ်ကျွန်တော်နှစ်ခုကိုကြာတော့အဆင်ပြေတဲ့ဟာတွေထည့်လို့ရပါတယ်ဒီ game မှာပြန် enemy အများကြီးနဲ့ချရတယ်ဆိုတာတိတ်မရှိဘူးဒီလားအမြဲတမ်းကျွန်တော်တို့ချနေရတာကျွန်တော်တို့ကျုံးကျင်နေတဲ့ဒီလိုမျိုးစစ်ပတ်နဲ့ boss ကြီးတွေနဲ့ပဲချနေရတာဗျာပြီးတော့ game ကိုအခုမှစဆော့တယ်ဆိုရင်ဖြစ်နိုင်မယ်ဆိုရင် PVE inner way တွေကိုလုံးဝဦးစားမပေးပါနဲ့ကလေးတွေကတော့လောလောဆယ် PVE ကိုပဲအရင်လောက်ကြပါ PVP ကကျွန်တော်လူကြီးတွေအတွက်ပါ Number 4 Arsenal ကျွန်တော်ဒီနေရာမှာကိုစောင့်နေတဲ့ပတ်ကိုရွေးဖို့လဲကျွန်တော်တတိပေးခဲ့ပါတယ်ပြီးရင် season capture ထဲမှာ gear တွေဝယ်ပြီးတော့ account တွေကိုလုံးဝ maximum power ရတဲ့အထိကိုကျော်မယ်ပြီးရင်ဒီ Arsenal နဲ့ထည့်မယ် Arsenal ထည့်ဖို့ gear တွေက stats တွေ set effects တွေ weapon type တွေလုံးဝကြည့်ဖို့မလိုပါဘူးဒီမှာ power အမြင့်ဆုံးနဲ့ကဏ္ဍအများဆုံးကောင်တွေအရေးကြီးဆုံးဖြစ်လို့ပါ Number 5 Divine Crabs ဒီ Divine Crab တွေကိုကျွန်တော်ပြောခဲ့သလိုမျိုးနေတိုင်းသာလိုက်ကောက်နေမယ်ဆိုရင်ဒီမှာ upgrade မြင့်လို့ရပါလိမ့်မယ်ကျွန်တော်ဒီမီးကိုကြာတော့ damage တိုးဖို့အတွက်တုံးတယ်ဒီအစိတ်ကိုကြာတော့ boss ရဲ့ chi မြင်ကြအောင်လို့တုံးတယ်ရေကိုကြာတော့ boss ရဲ့ရှင်နဲ့အေးအောင်လို့တုံးပါတယ် got some hot Number 5 tennis ဂိမ်းထဲမှာကျွန်တော် quest တွေလိုက်ဆော့မယ်ဆိုရင်ဒီ inside points တွေရပါလိမ့်မယ်ပြီးရင်အဲ့ဒီ inside points လေးနဲ့ဒီတည်းရှိသမျှဟာအကုန်သာတင်ပြပြီးတော့ဒီလိပ်ပြ icon လေးတွေ oddities လေးတွေကိုလည်းမြေပေါ်မှာတွေ့မယ်ဆိုရင်လုံးဝကောက်ပါသူတို့စီကနေပြီး +1 or +2 လောက်ပဲ stat တွေမှာတက်တယ်ဆိုပေမဲ့လုံးဝအရေးပါပါတယ်ဒါလေးတွေက Number 7 gear enhancing gear တွေကို enhance level အမြင့်ဆုံးတင်လို့ရတဲ့အထိကို enhance ဖြစ်ဗျာကဲဒီမှာတွေ့ကြရမှာလားလုံးဝ material တွေတအားလိုပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီကောင်လေးကို season shop နဲ့ general store တွေမှာအပတ်တိုင်းဝယ်ဖို့အတွက်ကျွန်တော်ပြောခဲ့တာပါ Number 8 gear journey ဒီအပိုင်းကကျတော့နည်းနည်းလေးရှုပ်တယ်ဖြစ်နိုင်မယ်ဆိုရင်တိတိကျကျလေးဒီအချိန်မှာအာရုံလေးခဏလောက်စိုက်ပေးကြပါဦးအရင်ဆုံး beginner လေးတွေအတွက် basic of the basic ကိုကျွန်တော်စပြီးပြောမှရမယ်ဗျာဒီလားလောလောဆယ် gear time က3မျိုးရှိတယ်ဒီအပြာရောင် aura နဲ့ကောင်လေးကြီးကျတော့ common gear လေးဒီခင်းရောင် aura နဲ့ကကျတော့ rare gear လေးဘယ်လိုမျိုးရွှေရောင် aura တွေနဲ့ဆိုရင်တော့ legendary gear တွေပါ tier level 1ကနေပြီးတော့40လောက်ထိကိုသူက common gear တွေပဲလာတယ်41ကနေ60ဆိုရင် rare gear တွေပါလာမယ်61ကနေ attack ဆိုရင်တော့ legendary gear တွေပါလာပါပြီဒီတော့ကိုယ့်ရဲ့ character level အလိုက် gear တွေကိုထည့်ပေးပါပြီးတော့ဒီလိုမျိုးရွှေအောင် step ပါတဲ့ gear တွေကိုဖြစ်နိုင်မယ်ဆိုရင်ဦးစားပေးပြီးတော့ထည့်ပေးပါအကယ် gear တွေရလာလို့အဲ့ဒီ gear တွေမှာဒီလိုကြောက်တုံး icon လေးပါမယ်ဆိုရင်နှစ်ခါမစင်းစားပါနဲ့ recycle လုပ်ပြပါဒါမှဒီ melodic stone တွေရလာပြီးတော့ကျွန်တော်တဲ့ခါမှာပို့ပြီးတော့ effect ကောင်းရမှာပါ level 60အောက်တွေဆိုရင်တော့ဒီ ခင်းရောင် melodic လေးနဲ့ကျွန်တော်လို့ရပြီးတော့61အထက်တွေဆိုရင်တော့ဖြစ်နိုင်မယ်ဆိုရင်ရွှေရောင်လေးတွေပဲတုံးပေးဗျာဒီအဖြူရောင် supreme melodic တွေကြာတော့ကျွန်တော်တို့ region နဲ့ခါမှာတုံးဖြစ်နိုင်ခဏလောက်တင်တာပြီးတော့မတုံးနိုင်ဘူးဒီလားခဏလေးတင်တာပြီးတော့အဲ့လိုမျိုးကြောနေတဲ့အချိန်မှာကျွန်တော်တို့ဒီလိုမျိုး momentum တွေနဲ့ agility တွေကိုတွေ့လိုက်မယ်အဲ့ဒါတွေရင်လုံးဝစိတ်မညစ်ပါနဲ့ကျွန်တော်ဒီအပိုင်းလေးဗီဒီယိုမှာဒီကောင်လေးအကြောင်းကိုလုံးဝတေချာလေးပြန်ရှင်းပြပေးပါမယ်ဟုတ်ပါတယ်နောက်ထပ်ဒီလိုဗီဒီယိုမျိုးနောက်ထပ်2ပုတ်ထပ်လာအောင်ပါပြီးတော့ကျောင်းတဲ့ခါကျရင်ဒီလိုမျိုးလက်မ icon လေးတွေတွေ့ရတဲ့အထိစက်တိုက်တာကျွန်းပေးပါ
ကျွန်တော်ရဲ့ခါဝါရီ beginner လေးတွေကိုပြောပြချင်တာဖြစ်နိုင်မယ်ဆိုရင်လောလောဆယ် gear လေးပေါ်တိတ်ပြီးအာရုံစိုက်နေဗျာအရင်ဆုံးလက်ရှိ server level max character level cap ကိုရောက်တဲ့အထိကို level ဟိုတာအသေးအသေးမှာရှိသမျှ story quest တွေရှိသမျှ jungle legacy ရှိသမျှ encounter ပညာတရကအကုန်တာလိုက်ဆော့ပြီးတော့ level အမြင့်ဆုံးကိုရောက်ပြီဆိုတော့မှ gear တွေကိုတေချာလေးပြန်ပြီးတော့စုဖို့လုပ်ပါဒါပေမဲ့ဒီတိုင်းအပျော်ဖြည်းဖြည်းပဲဆော့ကျင်နေဆိုရင်တော့ step ကောင်းလာလေးပဲခဏထည့်ပြီးဆော့လဲရပါတယ် number 9ဒီ improvement guide ဆိုတဲ့နေရာလေးကိုတွားပြီးတော့ကိုအခုဒီနေရာမှာဘာတွေလိုနေရလဲဘယ်နေရာမှာဘာတင်ဖို့လိုနေရလဲ martial arts လား inner way လား mystic skill လားဆိုတော့ဒီမှာတေချာပြလာပေးတယ်ဗျာကျွန်တော်ဆိုတမကြီး hashi oddity အခုထိမကောက်ရသေးဘူးဘိုးနဲ့ brain ကိုဆိုရင်ကျွန်တော် level 91ကိုမတင်ရသေးဘူးကျွန်တော်ပြင်းနေတာမဟုတ်ပါဘူး crash လေးကိုတော်တော်ကျူးနေတာမရှိသေးတဲ့လူတွေကတော့မျက်ရည်နဲ့ဆက်ပါနော်ပြီးတော့ဒီ bone နဲ့ ring ကကြာတော့အရန်တော့အရေးတော့မပါဘူးဒါပေမဲ့အကယ်၍ဒီနေရာမှာနံပါတ်အကြီးတွေကိုမြင်ချင်နေဆိုရင်တော့တခြားပေါက်ဒီကောင်တွေကို legendary ရအောင်ဒီ craft ထားပြီးတော့တစ်ချက် power level အမြင့်ဆုံးရတဲ့အထိခဏကြုံတာပါကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော် content လေးကိုသဘောကျတယ်ဆိုရင် YouTube မှာကျွန်တော် subscribe လေးကျေးဇူးပြုပြီးတော့လုပ်ပေးကြပါဦးဒါမှကျွန်တော်ရဲ့ channel လေးကိုအစားကျွေးလို့ရမှာပါနောက်လာမယ့်အပိုင်း3မှာတော့ကျွန်တော်တို့ Martial Mystery မြင့်နေအောင်မှဂျမ်းမီမထွက်ရတဲ့5ချက်အကြောင်းကိုကျွန်တော်ပြောပြပေးပါမယ် So alright guys, never stop trying, never stop learning, and never stop dreaming. Zeze out.